ဒီပုံထဲမှာဘာလဲနိုင်ငံထိုင်းနိုင်ငံမှာနေထိုင်တဲ့ဒီနိုင်ငံခြားတဲ့အားလုံးပေါ့နော်တို့နိုင်ငံသားတွေပါထိုင်းလူမျိုးတွေမဟုတ်ဘဲနဲ့နိုင်ငံခြားတဲ့အားလုံးတို့တားမြစ်ထားတဲ့အလုပ်29မျိုးတောင်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့လုံနေကြတာပဲလုံလို့မိသွားရင်တော့ဖမ်းတာပေါ့နံပါတ်1ကပါတယ်အမှပန်းဘူးပန်းဘူးပင်ရနော်နံပါတ်1ဆက်လိုက်ဖတ်ကြည့်နံပါတ်2ကကိုကားမောင်းလို့ရဒါပေမဲ့ဟိုလုံလို့မရဘူးတော့ဂျင်မောင်းလမ်းစဉ်တော့လုံလို့ရဒါပေမဲ့အခုမြန်မာနိုင်ငံသားတွေအကုန်လုံတာပဲလေးလံတော့အယောင်းရဲ့အလုပ်ပဲပေးစိန်ကျောင်းမြတ်တနာဖြစ်တော့သူရှိတဲ့အလုပ်လေနံပါတ်5ကစပင်ညက်တာအလားပြင်းတဲ့အလုပ်အပဲလုံတာပဲနော်လုံတာပဲနံပါတ်6ကကြရက်ထားတဲ့အလုပ်ပါလေအထေအရက်လက်မွန်အလုပ်နံပါတ်9ကကျူကျင်ကောက်ရိုးဝကြက်တောင်မြင့်စားတော့ရှာရက်ရှင်းနဲ့အသုံးဆောင်များအလုပ်တွေလက်မအလုပ်နံပါတ်10ကတော့စက်ကူပြင်းပါလေဖြစ်လို့တိလက်မအလုပ်နံပါတ်9ကငွေပြင်းထုတ်လုပ်တဲ့အလုပ်နံပါတ်10ကထိုင်းပြီးဆိုရင်ဂီတဒုရိယအလုပ်တွေအလုပ်နံပါတ်17ကပါလေပန်းညွန်းအလုပ်နံပါတ်12ကပန်းထင်းအလုပ်ဒါတယ်လုပ်လို့မရ73ကပန်းတမော14ကတိုင်းထုတ်အယုတ်အလုပ်ဒါလုပ်လို့မရဘူး page နံပါတ်15ကစွမ်းတပိတ်တွေလုပ်လို့မရဘူးနော်နံပါတ်6ကပိုးရှိရဲ့ရထေတဲ့အလုပ်တွေလုပ်လို့မရဘူးနံပါတ်9ကဖျားရှင်တူအလုပ်တွေနံပါတ်8ကဆိုရင်ပိတ်တာစက်ကိုပင်ထီလုပ်စဉ်ထီလုပ်တယ်ပါလုပ်လို့မရပွဲစားကိုစလေလုပ်တော့ပွဲစားကိုစလေအလုပ်ထိုးတယ်မဲ့ဒါမဲ့အကုန်လုပ်တာပဲပတ်စံဘာကြောင့်လုပ်လို့ရလဲဆိုပတ်စံတွင်းလုပ်လို့ရတာပဲဘာမှပတ်စံရှိဘူးလို့ပတ်စံရှိရင်အကုန်ပတ်စံအပ်ပြီးတော့ပတ်စံတွင်းပြီးလုပ်လို့ရတယ်ထိုင်းရိုးရအလုပ်နံပါတ်21ကစကရရှင်စလိပ်အလုပ်ပေါ့နော်စလိပ်လုပ်လို့ရလို့နံပါတ်22ကအင်းညွန်းဒါဘာမှမဆိုင်ဘူးနော်လုပ်တာအကုန်လုပ်တာပဲဒီမှာပါတဲ့အကုန်လုံး29မျိုးကိုနိုင်ငံခြားသားတွေအကုန်လုပ်တာပဲနံပါတ်23ကပါလဲပြန်ကြသေးသည့်အလုပ်စာကြီးစာရိုက်အလုပ်နံပါတ်26ကနံပါတ်25ကစီထိုးစီရလုံမှုအလုပ်လေအတွင်းဝင်ထိုင်မှုအလုပ်ဘာလို့ဥပဒေရဒါအကုန်လုပ်တာပဲနော်ဘာမှကြောက်စရာမလိုတကမင်းတို့ကိုစီမှာပတ်စံရှိလို့လို့တယ်ပတ်စံတွင်းပြီးတော့အကုန်လုပ်လို့ရတယ်လူသားတဲ့အားလုံးကပတ်စံမှတ်နေကြတယ်ဒါပဲဘာမှမကြောက်နဲ့လောက်တာလောက်